တူဒီဝါသနာရှင်ခုနှစ်ရက်သားသမီးညီကိုမောင်နှမများအားလုံးမင်္ဂလာပါနော်ကျွန်တော်ဂျိုကာ channel မှာအားလုံးကိုပြန်လဲကြိုးစားပါတယ်နော်ဒီတစ်ပတ်မှာဂျိုကာကြီးရဲ့ရှယ်ပတ်သီးနှလုံးဖြစ်တဲ့နော်6ပတ်သီး10ပတ်သီး6ပတ်သီးကိုစဆော့ပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျဟုတ်ကဲ့6ပတ်သီးအောင်မြင်ပြီနော်6ပတ်သီးအောင်မြင်ပြီနော်အပွားဟော7ပတ်သီးရေလို့ဆို7ပတ်သီးလောက်လိုက်တာအဲ့ဒါကလုံးပုံလေးထည့်လိုက်တာအဲ့ဒါကို6ပတ်သီးကျွန်တော်အရင်လောက်ခိုင်းတာပါ6ပတ်သီးကျွန်တော်အရင်လောက်ခိုင်းတာပါအဲ့မှာကျွန်တော်ဟိုဟာထဲမှာ message ထဲမှာကြည့်ကြည့်ပါကျွန်တော်6အရင်ဆော့လို့ရေးထားတယ်လေအဲ့ဒါကိုခလေးကရေးပေးတာမှားနေတာအဲ့ဒါဖြစ်လိုက်မှတရားဟုတ်ကဲ့ပတ်လိုက်တာဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဝမ်းသာပါတယ်နော်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ6ပတ်သီးအောင်မြင်ပြီနော်ဟုတ်ကဲ့ဝမ်းသာပါတယ်ဗျဝမ်းသာပါတယ်เนาะကျွန်တော်ဒီမှာဗီဒီယိုလေးနဲ့အခုအောင်ပွဲတက်ခံတော့မယ်เนาะဟုတ်ကဲ့ကိုဂျိုကာလို့ရိုက်ရှာပါကိုဂျိုကာလို့ရိုက်ရှာเนาะဟုတ်တူဒီဝါသနာရှင်9ရက်သားသမီးညီကိုမောင်နှမတွေအားလုံးမင်္ဂလာအပေါင်းနဲ့ခန့်ကြောင်းပြီเนาะဂျိုကာကြီးကအခုမှ channel အစ်စ်ကလေးပြန်ပြီးတော့ဖွင့်ထားတာကိုဂျိုကာဆိုပြီးတော့เนาะအဲ့ဒါသိတဲ့လူတွေကကိုဂျိုကာကြီး channel ကိုကြည့်နေတဲ့လူတွေကเนาะမသိတဲ့လူတွေကို share လို့ရတဲ့နေရာလေးမှာကျေးဇူးပြုပြီး share ပေးပါလို့မေတ္တာရက်ခံတယ်။ဘာကြောင့်လဲဆိုတော့ဦးဂျိုကာကြီးကအခုမှ channel အစ်စ်ပြန်စရတာမို့လို့เนาะအစကနေတုံညာကနေပြန်စရတာမို့လို့အဲ့ဒါကြောင့်သိတဲ့လူတွေကမသိတဲ့လူတွေမြင်အောင်တွေ့အောင်လေ share လို့ရတဲ့နေရာလေးတွေမှာ share ပေးပါလို့မေတ္တာရက်ခံပါတယ်เนาะပတ်သီးလေး6ပတ်သီးအောင်မြင်ပြီအဲ့တော့ဂျိုကာကြီးတို့ main ကွက်ကလေးတော့မအောင်မြင်လိုက်ဘူးဂျိုကာကြီးစိတ်မကောင်းဘူးเนาะဂျိုကာကြီးပေးခဲ့တာက60 61 62 68အခုက36ထွက်တာเนาะအဲ့တော့ပတ်သီးလေးကြံရှိနေတာက10ပတ်သီးဆက်လိုက်မယ်เนาะအခွေစော့တဲ့9ရက်သားသမီးလေးတွေက9338ခွေဘူးလေးပဲပြန်စော့တာပါเนาะအခွေစော့တဲ့9ရက်သားသမီးလေးတွေက9338 main ကွက်က380နဲ့ဟို38နဲ့ main တင်တို့เนาะအဲ့ဒါကအခွေသမားလေးတွေပါဗရိတ်သမားကတော့2ဗရိတ်เนาะအခု Viber မှာလည်းဆက်သွယ်တဲ့လူတွေအားလုံးအောင်မြင်တယ်เนาะအားလုံးဆက်သွယ်ပြီးတော့ဖုန်းတောင်းတဲ့လူเนาะဒီမှာဖုန်းနဲ့ဆက်ပြီးတောင်းတဲ့လူတွေကော Viber ကနေတောင်းတဲ့လူတွေတော့ဥကြိုကာကြီးเนาะ channel အစ်စ်ဖြစ်နေတော့ဥကြိုကာကြီး channel ကိုမတွေ့ဘူးဆိုတဲ့လူတွေဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်တောက်ပတ်လိုက်တဲ့တထောင်မိုးရတယ်ဟုတ်ကဲ့ဝမ်းသာပါတယ်ကျွန်တော်အခုပဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဒီဖုန်းနံပါတ်လေးနဲ့ KB ဝေးပေးဖွင့်ထားပါတယ်ရဲဝင်းနိုင်နာမည်ပါเนาะဟုတ်ကဲ့ကျွန်တော်အမှဂျိုကာကိုဂျိုကာဆိုပြီးတော့လေ YouTube မှာရှာကြည့်ပါကျွန်တော်အခုအောင်ပွဲ like လေးတင်ထားပါတယ်เนาะဗီဒီယိုလေးเนาะဟုတ်ကဲ့ပါဗျာကျေးဇူးเนาะအဲ့တော့အခုပေါက်တဲ့လူတွေเนาะဝမ်းသာတယ်ဂျိုကာကြီးเนาะအဲ့တော့ channel အစ်စ်လေးဖြစ်လို့အဲ့ကြောင့်မြင်သမျှတွေ့သမျှ9ရက်သားသမီးလေးတွေက share လို့ရတဲ့နေရာလေးမှာကျေးဇူးပြုပြီး share ပေးပါ subscriber ခေါင်းလောင်းမနှိပ်ရသေးတဲ့9ရက်သားသမီးညီကိုမောင်နှမတွေကလည်း subscriber ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့မေတ္တာရက်ခံတယ်เนาะအဲ့တော့ကြံရှိနေတာက10ပတ်သီးကြံနဲ့10ပတ်သီးဆက်လိုက်မယ် main ကွက်က80 82 83 main တင်တို့เนาะ80 82 83 10ပတ်သီးဆက်လိုက်မယ်အခွေစော့တဲ့9ရက်သားသမီးက9338ခွေဘူး main ကွက်က83နဲ့80နဲ့เนาะအဲ့ဒါက main တင်ထိုးပါအခွေသမားလေးတွေเนาะဗရိတ်သမား2ဗရိတ်ပါအားလုံးပဲ9ရက်သားသမီးညီကိုမောင်နှမလေးဒီနေ့တနင်္လာနေ့အဖွင့်နေ့မှာပဲဂျိုကာကြီးကဘလို့မှလိုက်လွှင့်လို့မရလို့เนาะအဲ့တော့ဗီဒီယိုလေးပဲတင်နေရသေးတာပါလာမယ့်တစ်ပတ်လောက်မှာဂျိုကာကြီးလိုက်လွှင့်လို့ရမယ်လို့မျှော်လင့်ထားပါတယ်เนาะလိုက်လွှင့်တဲ့အခါမှာ9ရက်သားသမီးညီကိုမောင်နှမတွေနဲ့ပြန်လဲဆုံတွေ့မယ်ဂျိုကာကြီးအဲ့ကြမှာเนาะ9ရက်သားသမီးညီကိုမောင်နှမတွေနဲ့အရင်လိုပဲရင်းနှီးပြန်ပြီးစုံတွေ့ကြမယ်เนาะအခုတော့ဂျိုကာကြီးဗီဒီယိုလေးနဲ့ပဲတင်ပေးပါတယ်ဂျိုကာကြီးဗီဒီယိုတွေ့သမျှမြင်သမျှ9ရက်သားသမီးကြီးကိုမောင်နှမတွေက share လို့ရတဲ့နေရာတွေ YouTube တို့เนาะ YouTube မှာ share လို့ရတယ် Viber ဟို sorry လောက်တော့မယ်ဟိုမှာTikTok မှာ share လို့ရတယ်เนาะ Facebook မှာ share လို့ရတယ် share လို့ရတဲ့နေရာလေးတွေမှာတက်နိုင်တယ်ပြောလို့မိမိလက်လန်းမိတဲ့တော့ share ပေးပါလို့မေတ္တာရက်ခံပါတယ်အခု9ရက်ဂျိုကာကြီးလက်ကိုကြည့်ရှုမဲ့9ရက်သားသမီးညီကိုမောင်နှမတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့လူရင်ဆန္ဒတွေမတောင်းမတပဲတလုံးတော့ရတဲ့9ရက်သားသမီးညီကိုမောင်နှမတွေအားလုံးပြည့်စုံနိုင်ပါစေလို့ကျွန်တော်ဂျိုကာဆုတောင်းမေတ္တာပို့တာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะ